ရဲ့မူပြီးလာမှတော့ဘာသင်္ကန်းပတ်ထားပါထားလက်ဥကြည့်စရာကိုမလို့ဘာလို့ဆို तू ကသံဃာထဲမှာမပါရှင်းလားခြေကနန်းတွေတွက်ပြီးတော့သူများလည်းခြေကနန်းပေးသူလည်းခြေကနန်းတွေပဲအချိန်ပြည့်ထိုင်တွက်သံဃာထဲမှာမပါဘုရားအဆုံးအမထဲမှာအဲ့ဒါတွေမပါအဲ့ဒါသံဃာမဟုတ်အဲ့နာသွားမကတ်နဲ့ခင်ဗျားတို့ပူမယ်ရှင်းလားအဲ့ဒါသံဃာကိုတန်တရားရှိစရာအကြောင်းမရှိဘူးသံဃာစိတ်ကိုတွေးအောင်ရှာဒါကိုတာဝန်ပဲရှင်းလားခုခင်ဗျားတို့ကမယောင်ရစီလူပြီးတော့ကိုခြေကနန်းပေးတဲ့လူဆိုရင်အဟုတ်ထင်ပြီးသွားဆိုတော့ကိုယ်တိုင်သာသနာပြည့်ဖြစ်မှမသိဖြစ်ဒါမို့ဘုံကြောင့်သွားခြေကနန်းတောင်းသူခြေရောင်းသူသာသနာပြည့်ရှင်းသလားအဲ့တော့ဝိသိကိစ္စဆိုတာကကိုယ်တိုင်ကမစင်ကြယ်ရင်သူများပေါ်လဲမစင်ကြယ်တော့ဘာတွေဝင်နေလဲတန်တရားဝိသိကိစ္စတွေဝင်နေတယ်သဘောပါသလားတချို့ကအရှင်ဘုရားခုခေတ်ကြီးဒီလောက်ပြည့်စည်နေတာဘုရားကမလုံးနေမှမသိဘူးဘုရားတကိုးနဲ့ပြင်လိုက်မရဘူးလားဟာသူကသူပြိဋိဘံဆံသွားတာနေပါစေကွာမင်းတို့ကငါတို့အတွက်ဒီတရားတွေသစ္စာတရားတွေလမ်းညွှန်နိုင်ဖို့ तू ပေးဆက်ခဲ့ရတာ၄သင်္ချေနဲ့ကဘာသသိပေးဆက်ပြီးတော့ तू အိတ်သွန်ဖာမောက်ပြောသွားပြီးပြီသူတာဝန်ကြည်ပါပြီနောက်ထပ်နှစ်ဘူးနှစ်စာမကတ်ကြပါနဲ့တော့ရှင်းသလားငါတို့ကိုယ်ွယ်နေတာဘုရားဆိုတဲ့ရုပ်ထုကြီးကိုယ်ွယ်နေတာလားအဆုံးမကိုယ်ွယ်တာဒါကဥဒိဋ္ဌာယီမန်းယုံယီမန်းနာရှင်းသလားမျက်မှောက်ကြော့နေတာဟောဒီရုပ်ထုကြော့တာလားဘုရားကိုကြော့တာလားအဲ့ဒါသိအောင်လို့ကျင်သလားရသောက်ပါဟောဒီဘုရားကြီးနဲ့မန္တလေးမဟာမြတ်မှုနဲ့ဘယ်ဘိုးတကိုးကြီးတို့မန္တလေးဘုရားတကိုးကြီးတော့မပြောနိုင်နဲ့ဒီရသောက်ဘုရားကြီးကတိတ်အခွန်ဆောင်အောင်မှမဟုတ်ဘူးမဟာမြတ်မှုနီးကဒလနေဘူးခွန်ဆောင်နေရတာသိမ့်ပေါင်းများစွာအားရှင်းသလားသဘောပေါက်သလားဒုက္ခမြသနာเสียပါနော်ဘယ်မှာလဲလွတ်လွတ်လပ်လပ်ကြွလို့လည်းမရဘူးသူပ္ပဆံသူကိုမသုံးအောင်အဲ့ဘုရားကြီးရှင်းလား